ဒူဘိုင်းမှာအလုပ်ရဖို့ဆိုတဲ့ email မျိုးရောက်လာရင်ဘယ်လောက်တောင်ပြောစရာကောင်းလိုက်မလဲနော်ဒါပေမဲ့ခဏလေးအောင်ပွဲမခံခင်အဲ့ဒီကန်လန်ချက်ကတကယ်ရွှေအခွင့်အရေးလားဒါမှမဟုတ်အလင်ခဏဖို့ထောင်ချောက်တစ်ခုလားဆိုတာသေချာစစ်ဖို့လိုပါတယ်ကဲအတူတူကြည့်လိုက်ကြရအောင်အခုခေတ်မှာ online ကနေအလုပ်ရှာတာကအရင်လွယ်လာတယ်လို့အန်ဒီရဲ့လည်းတော်တော်များလာပါတယ်အထူးသဖြင့်ဒူဘိုင်းလိုနေရာမျိုးကအလုပ်ကမ်းလှမ်းမှုတွေပေါ့ဆိုတော့အဆင့်နဲ့အတူဘယ်လိုခွဲကြမလဲစိတ်မပူပါနဲ့ဒီအကြောင်းကိုရှင်းရှင်းလင်းလင်းဖြစ်သွားအောင်တစ်ချက်ချင်းစီပြောပြပေးသွားပါမယ်ကဲပထမဆုံးလုပ်ရမယ့်အဆင့်ကိုတန်းသွားလိုက်အောင်အလုပ်ခန်းလန်းတဲ့ကုမ္ပဏီကိုစစ်ဆေးတာပါအယိုးရှင်းဆုံးနဲ့အရေးကြီးဆုံးအချက်ပဲအဲ့ဒီကုမ္ပဏီကတကယ်ရောရှိရလားဆိုတာအရင်ဆုံးသိချအောင်လုပ်ရမယ်ကုမ္ပဏီတစ်ခုကတရားဝင်ဟုတ်မဟုတ်စစ်ဖို့အတွက်အရန်ထိရောက်တဲ့နည်းလမ်းတော့ဟုတ်ရှိပါတယ်ပထမဆုံး Google မှာကုမ္ပဏီနာမည်ကိုရိုက်ရှာကြည့်လိုက်သူတို့မှာတရားဝင် website ရှိလားရုံးလိပ်စာရောအစစ်မှလားဒါတွေကိုယဉ်ကြည့်ပါဒုတိယတစ်ခုက LinkedIn မှာစစ်တာပါတကယ်ကုမ္ပဏီအစစ်တွေဆိုရင် professional fit တဲ့ LinkedIn page ရှိတယ်လို့အလုပ်လုပ်နေတဲ့ဝန်ထမ်းတွေရဲ့ profile တွေကိုလည်းတွေ့နိုင်ပါတယ်နောက်ဆုံးနဲ့အသေးချာဆုံးနည်းလမ်းကတော့ Dubai ရှိပိုင်းရဲ့ဌာန Dubai Economic Department ရဲ့ website မှာသူတို့ license ရှိမရှိတရားဝင်စစ်တာပါပဲဒါကတော့အခိုင်အမာဆုံးပဲနောက်ထပ်အရန်ကိုအရေးကြီးတဲ့အချက်တစ်ချက်က email လိပ်စာကိုတတိထားဖို့ပါပဲတရားဝင် company တွေကလည်းသူတို့ရဲ့ကိုယ်ပိုင် domain name နဲ့ email ကိုပဲသုံးကြတယ်ဥပမာ hr@companyname.com ဆိုတာမျိုးပေါ့ကိုစီရောက်လာတဲ့ email က company.jobs.dubai@gmail.com ဆိုတာမျိုး Gmail တို့ Yahoo တို့လိုအလကားသုံးလို့ရတဲ့ email တွေနဲ့ဆိုရင်တော့ဒါတော်တော်လေးတတိထားရမယ့်အချက်ပြမီနီတစ်ခုပါပဲကဲကုမ္ပဏီကတော့အစစ်ဖြစ်ဖို့များတယ်ဆိုတာတေချာသွားပြီဆိုပါစို့ဒါနဲ့ပြီးပြီလားမပြီးသေးပါဘူးနောက်အဆင့်အနေနဲ့ကိုလက်ထဲရောက်နေတဲ့အလုပ်ကမ်းလှမ်းလာအဲ့ဒီ offer letter ကိုယ်တိုင်ကိုအသေးစိတ်ပြန်စစ်ကြည့်အောင် offer letter တစ်စောင်မှာမပါမဖြစ်ပါမယ်အချက်တည်ရှိပါတယ်။ဘာလဲဆိုတော့နာမည်အပြည့်စုံကိုရမယ်ရာထူးပြီးတော့လာစာကလည်းအသေးစိတ် breakdown ပါဖို့လိုတယ်။နောက်အလုပ်ချိန်နဲ့စာချုပ်တက်တမ်းပေါ့။ဒီအချက်တည်အကုန်လုံးတိတိကျကျပါတယ်လားဆိုတာသေချာစစ်ပါ။တခုခုများမရှင်းလင်းတာခြံထားလာမျိုးတွေ့ဒါကတတိထားရမယ့်အချက်ပဲ။ဒါနဲ့အသေးချဆုံးအခိုင်အမာဆုံးကတော့ Mohamed offer letter ပါပဲ။သူကပါလဲဆိုတော့ UAE အလုပ်သမားရုံးကနေတရားဝင်ထုတ်ပေးတဲ့ကန့်လန်းလွှာပါဒီစာရပြီဆိုရင်သူ့မှာ reference number တစ်ခုပါလာလိမ့်မယ်အဲ့ဒီ number ကိုသူတို့ website မှာထည့်စစ်လိုက်တာနဲ့တခါတည်းအစစ်လားအတူလားအဖြေတန်းထွက်လာမှာပါဒါကတော့လုံးဝတေချာတဲ့နည်းလမ်းပါပဲဟုတ်ပြီအခုဆက်ပြောမှာကတော့လင်းလည်မှုဖြစ်နိုင်တဲ့ဆိုတာကိုတိတိထားထားပြနေတဲ့သတိပေးလက္ခဏာတွေ reflex တွေကြောင့်ပါပဲဒီအချက်တွေကတခုခုနဲ့များတွားညှိပြီဆိုရင်တော့လုပ်ငန်းစဉ်အားလုံးကိုချက်ချင်းရပ်ပြီးတေချာပြန်စဉ်းစားဖို့လိုပါပြီဒါတော့ရေးကြီးဆုံး red flag ပါပိတ်ဆန်တောင်းတာမထားရမှာကတရားဝင်အလုပ်ရှင်ကအလုပ်လျှောက်တဲ့သူစီကနေ visa ကြီးတို့ processing fees တို့ဘာကြီးညာကြီးဆိုပြီးဘယ်တော့မှပိတ်ဆန်တောင်းမှာမဟုတ်ပါဘူးအလုပ်ရဖို့အတွက်ပိတ်ဆန်တောင်းလာပြီဆိုတာနဲ့ဒါဟာ 99.9% လိမ့်လည်မှုပဲဆိုတာသိချလိုက်တော့ဒီချက်ကိုအရှိမတခါပြောပြီးတဲ့မဲ့အရင်အရေးကြီးလို့ထပ်ပြောပါစေဂျေမန်လိပ်စာကနေ offer letter ပို့တာပါတကယ် professional company တခုကအများဆုံး email နဲ့ဆက်သွယ်လာဖို့ဆိုတာမရှိတလို့ရှားပါပဲဒါကလင်းလဲတဲ့သူတွေအရန်သုံးတဲ့နီလန်းတစ်ခုမို့လို့တေချာသတိထားပါမယ်နောက်ထပ်သတိထားရမယ့် red flag တစ်ခုကတော့ offer letter မရှိဘဲနဲ့ visa လုပ်ပေးမယ်လို့ကြေညာပေးတာမျိုးပါဒီကတန်းလုပ်ငန်းစဉ်အမှန်ကအလုပ်ကမ်းလှမ်းလွှာကိုလက်ခံပြီးမှ visa အဆင့်ကိုတွားတာပါစာရွက်စာတမ်းဘာမှမရှိသေးပဲ visa လုပ်ပေးမယ်ဆိုပြီးပြောလိုက်ရင်ဒါကပိုက်ဆံဖြစ်ဖြစ်ကိုယ့်ရဲ့ personal data တွေဖြစ်ဖြစ်လိမ့်ယူဖို့စ조사နေတဲ့ထောင်းချောက်တစ်ခုပဲကဲအခုပြောခဲ့တဲ့မြတွေအားလုံးထဲမှာအရေးကြီးဆုံးနဲ့လုံးဝမမဲတဲ့စီးမြင်တစ်ခုကိုပြောပြပါမယ်ဒါကိုတော့တေချာမှတ်ထားဖို့လိုပါတယ်ဒါကိုတေးချေတာမှတ်ထားပေးပါဒါကအကြံပေးတာမဟုတ်ဘူးနော်ဒါက UAE နိုင်ငံရဲ့အလုပ်သမားဥပဒေပါဥပဒေအရအလုပ်ရှင်က visa လင်းလက်မှတ်နဲ့နေထိုင်စေအားလုံးကိုပေးချေရမှာပါဒါကအလုပ်သမားတယောက်ရဲ့တရားဝင်အခွင့်အရေးပဲအဆုံးသတ်အနေနဲ့ပြောချင်တာကတော့အတော်ချုံနဲ့အလိုရင်းပါပဲအလုပ်တစ်ခုရဖို့အတွက်ဘယ်တော့မှပိတ်ဆက်မပေးပါနဲ့ဒီတစ်ချက်တဲကိုပဲခေါင်းထဲမှာဆွဲဆွဲမြဲမြဲမှထားလိုက်ပါဒီရိုးရှင်းတဲ့စီမင်းတစ်ခုတည်းကပဲအလင်ခံရခြင်းအများစုကနေကာကွယ်ပေးနိုင်ပါလိမ့်မယ်အလုပ်ရှာခွင့်တွေသူတွေအားလုံးပေးကင်းကင်းနဲ့အကန့်လန့်ကောင်းတွေရကြပါစေ